အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရှင်းပြပေးသွားမှာကတော့အပြင်မှာဘလောက်ဆဆမဝတဲ့သူတွေအတွက်ဝတ္တထုတ်အလွယ်ကူဆုံးနဲ့အမြန်ဆုံးလှုပ်ရှားလို့ရမယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်လှုပ်ရှားဖို့အစီအစဉ်ရှိသူများ like and share လုပ်တာပေးဖို့တောင်းဆိုပါတယ်ခင်ဗျအရင်ဆုံးဝယ်လာထားတဲ့ဝတ္တဝတ်အိုဝတ်နှလုံးကြောက်ကတူကိုစားမကြီးရတံပြရည်တို့နဲ့တေရှာအနံ့မထွန်အောင်စိတ်ကြောပေးရမှာဖြစ်ပါတယ်ခင်ဗျပြီးတာနဲ့နနက်ပွင့်တစ်ချပိုးခောက်စက်သွန်ဖြူစပလင်တို့ကိုရောပြီးစီချက်တက်ထားပြရပါမယ်ပြီးတာနဲ့စီကြောတန့်စင်ထားတဲ့ဝတ်သားတွေကိုဟိုထဲမှာရောမွေပါမယ်ခင်ဗျာကျွန်တော်ရေလုံးဝမထည့်ပါဘူးခင်ဗျာသူ့ထဲကထွက်လာတဲ့ရေကိုပဲခါးနဲ့ထိသုံးသွားမှာဖြစ်ပါတယ်ခင်ဗျာအရသာအတွက်စားနဲ့ငံပြရည်အနေငယ်ထည့်ပေးပါမယ်အချိုမုတ်လုံးဝမသုံးပါဘူးခင်ဗျာသူ့ထဲကထွက်တဲ့အချိုတက်တွေရှိပြီးသားမလို့ပါရေဒီခန်းကားပြီးဝတ်တဲတွေချက်ခံနေပြီဆိုတော့ကျွန်တော်ကဟင်းရည်အတွက်နန်းနန်းစိတ်ငရုတ်ကောင်းစမုံစပါးစရယ်ကိုရောထည့်ပြီးရေလေးပြန်ထည့်ပြီးမှခဏပြန်တည်ထားမှဖြစ်ပါတယ်ခင်ဗျာဟင်းရည်ကိုတည်ထားတဲ့အချိန်မှာအချင်းရည်အတွက်ပြင်ဆင်ရမှာဖြစ်ပါတယ်ခင်ဗျာပြုတ်ထားတဲ့ငရုတ်ပွားနဲ့ကျက်သွန်ဖြူတို့ကိုရောပြီးကြိတ်မှာဖြစ်ပါတယ်ခင်ဗျာချိန်ပြီးတာနဲ့မကြီးကိုစကြိုပါမယ်အရသာအတွက်တကြားနှစ်စွန်းထည့်မယ်ပြီးရင်စားနဲ့ငယ်ထည့်မယ်ပြီးရင်အဆက်အရသာလိုချင်တဲ့အတွက်ငရုတ်တိမှုန့်နဲ့ထည့်မယ်ပြီးတာနဲ့စိတ်ထားတဲ့ငရုတ်ပွားတွေကိုရောကြိုပါမယ်အရသာအတွက်အနည်းအများပုံမူတည်ပြီးထည့်နိုင်ပါတယ်ခင်ဗျအနံ့လေးမွေးပြီးပြပြနေဖြစ်လာရင်ရပါပြီခင်ဗျာကျွန်တော်ကတော့ဒီလိုအနေထားရောက်တာနဲ့ကျွန်တော်ကတော့အိုးချလိုက်ပါတယ်ခင်ဗျာဝတ်တဲ့ကြက်ပြီးဆိုတာနဲ့မိမိကြိုက်တဲ့အရွယ်စားသုံးဖြတ်ပြီးစားသုံးနိုင်ပါပြီခင်ဗျာဗီဒီယိုလေးကိုစောအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟင်းချက်တဲ့ဗီဒီယိုလေးတွေစိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ